နောက်ထပ်မိတ်ဆက်ပေးခင်တဲ့ activity တစ်ခုကတော့ဒီ speaking activity ပေါ့နော်ဆို talking token ဒါမှမဟုတ် through သဘောပေါ့နော်ဒီစကားပြောအမှတ်အသားသုံးဆွဲတဲ့ဒီ token ကတ်လေးသုံးချင်းပြီးတော့အသုံးပြုပြီးတော့စကားပြောခြင်းဒါမှမဟုတ်ဘောလုံးပစ်ပြီးတော့ကစားခြင်းစတဲ့ဒီ activity လေးပဲဖြစ်ပါတယ်ဆိုတော့ talking token နဲ့ဒီ through သဘောပေါ့နော်ဆိုအဲ့ဒီမှာဆိုလို့ရှိရင်ခြေတို့အတွက် brainstorm question လေးရှိပါတယ်ဆိုအတန်းထဲမှာဒီကျောင်းသားအနေငယ်ကမိကုနိုင်ကို live ဖြေနေပြီးတော့ကျန်တဲ့သူတွေကငြင်းငြင်းနေနေတာမျိုးအဲ့ဒါလေးဆိုခြေတို့ဘယ်လိုဖြေရှင်းကြမလဲပေါ့နော်ဆိုကျောင်းသားတွေကိုမဖြစ်မနေပါဝင်လာအောင်စကားပြောအောင်ဆွဲဆောင်ရမယ်ပြီးတော့စာသင်ခန်းထဲမှာပြောစရာကောင်းတဲ့ပုံမှန်ကြီးတစ်ခုနဲ့အတူခြေတို့အာရုံစိုက်မှုကိုထိမ့်သိမ့်မှုအတွက်ဘယ်လိုမျိုး activity လေးခြေတို့လုပ်လို့ရတယ်ပေါ့နော်ဒီ activity လေးတွေလုပ်ဖို့အတွက်ဒီအောက်ကပြောတဲ့ဒီ speaking activity လေးခြေတို့သုံးလို့ရပါတယ်အဓိကကတော့ဒီရွယ်ချက်ကကြတော့ဒီကျောင်းသားတိုင်းအတန်းထဲမှာဒီအလှည့်ကျစကားပြောဆိုနိုင်စေဖို့တိုက်တွန်းပေးတယ်နောက်တစ်ခုကကြဒီစာသင်ခန်းအတွင်းမှာကျောင်းသားတဦးတည်းကဒါဒီစကားပြောနေတဲ့ပုံစံမျိုးပေါ့နော်ဒီဟာတွေကိုရှောင်ရှားဖို့နောက်တစ်ခုကကြဒီ talkative person တွေအတွက်ဒီ manage လုပ်ဖို့အတွက်ဒီလို activity လေးတွေသုံးလို့ရတယ်ဒီကျောင်းသားတွေရဲ့အာရုံစိုက်မှုနဲ့အချင်းချင်းအပြန်အလှန်ဆက်သွယ်ပြောဆိုမှုကိုလည်းပြင်ဆင်ပေးနိုင်မှာဖြစ်ပါတယ်လူတွေအတွက်လည်းပဲအသက်အရွယ်ထားကအတွက်လည်းပေါ့နော်ဆိုတော့အသက်အရွယ်ကတော့ဒီမူလတန်းကလေးကနေစပြီးအလယ်တန်းထက်တန်းအဆင့်ထိခြေလို့သုံးပြနိုင်တယ်။နောက်ကအသက်အရွယ်အချိန်အသက်အရွယ်မျိုးအသုံးပြုနိုင်တော့လေဒီဘုံလုံးဖြစ်တဲ့ကစားနည်းတွေကကြတော့ဒီactive ဖြစ်တဲ့လန်နာတွေမှာငွေတွေမှာပို့ပြီးတော့တင်တော့ပါတယ်။ဒီကျောင်းသားတိုင်းကိုဘယ်လိုအခွင့်အရေးပေးပြီးတော့မှဒီ strength and weakness ပေါ့နော်ဒီအားသာချက်အားနည်းချက်တွေဆိုရင်ကျတို့အားသာချက်အနေနဲ့ဒီကျောင်းသားတိုင်းမှာဒီဒန်းတူအခွင့်အရေးတွေပါဝင်လာစေမယ်နောက်တစ်ခုကအစပိုင်းမှာမပြောရတဲ့ကျောင်းသားတွေဒီ shy person တွေပေါ့နော်အရင်ရှက်တတ်တဲ့လူတွေအတွက်ဒီတောင်းဝန်တစ်ခုအနေနဲ့သူတို့ကစကားပြောလာမှာဖြစ်ပြီးတော့မှသူတို့ကဒီလှုပ်ရှားလုပ်ရတဲ့အတွက်ကြောင့်မို့လို့တင်ယူတဲ့နေရာမှာလည်းဒီ boring မဖြစ်တော့ဘူးပေါ့နော်နောက်တစ်ခါကျအားနည်းတဲ့ချက်ကကြတော့သူတို့ကဘုံလုံးဖြစ်ကစားတဲ့နေရာမှာကျောင်းသားတွေကဆူညံသွားတဲ့အတွက်ကြောင့်မို့လို့ဒီစင်ကနေပြီးတော့စနစ်တကျဒီ rule လေးတွေချမှတ်ပြီးတော့မှကစားပေးတင်ပါတယ်ဒီ token တွေသုံးတဲ့နေရာမှာလည်းကျောင်းသားတွေကကြတော့ဒီအမှတ်အသားတွေကိုအာရုံရောက်သွားတတ်တယ်ပေါ့နော်အဲ့ဒါတွေကကြတော့ဒီ problem လေး weakness လေးတွေပဲဖြစ်ပါတယ်နောက်ကစားမ TV ရအနေနဲ့ဘာလို့လို့လဲဆိုလို့ရှိရင်ကျတို့ token အဖြစ်အသုံးပြုနိုင်တဲ့ဒီဒင်္ဂါပြားတို့လိုမျိုးဂေါ်လီလုံးတို့လိုမျိုးဒါမှမဟုတ်ချိုးချင်းတော့ပစ္စည်းလေးတဲ့တဲအိတ်တို့ဘောလုံးတို့စတဲ့ဒီဖြစ်နိုင်တဲ့ပြပပြအောင်အရာဝတ္ထုတွေပေါ့နော်ဆိုအဲ့မှာတတိထားမှာဒီထိခိုက်စေတဲ့ပစ္စည်းတွေကိုအသုံးမပြုရပါဘူးပေါ့နော်နောက်ကစားဒီ token နီးလန်းအတွက်ကျတို့အစင်စင်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီတန်းတစ်ခုကိုဒီ token အရေးအတွက်ပေါ့နော်အချို့ပေးထားလို့ရတယ်ဆိုအနည်းဆုံး2ခုဒါမှမဟုတ်3ခုပေးထားလို့ရတယ်ကျောင်းသားတစ်ဦးကစကားတစ်ခါပြောလိုက်တဲ့အခါမှာဒါမှမဟုတ်မိကုတစ်ခါဖြေလိုက်တဲ့အခါမှာဒီ token တစ်ခုကိုပြန်ပြီးတော့ဒီ share ကိုပြန်ပေးရမှာဖြစ်ပြီးတော့မှ token တုံသွားတဲ့အခါမှာဒီအခြားသူတွေရဲ့အဖြေတွေကိုဒါနားထောင်ရမှာဖြစ်ပြီးတော့ကျန်တဲ့ကျောင်းသားတွေကဆက်လက်ဖြေဆိုရမှာဖြစ်တယ်။ဒီကုလထဲမှာ token ကုန်သွားတဲ့အထိ activity ကိုလုပ်ပေးရမှာဖြစ်တယ်ပေါ့နော်။ဒါကတော့ဒီဒီ talking token ပေါ့နော် token နဲ့စကားပြောတဲ့နည်းလမ်းလေးဖြစ်တယ်။နောက်တစ်ခါကျတော့ဒီဘောလုံးပစ်ပြီးတော့ကစားတဲ့နည်းလမ်းလေးပေါ့။ဒါလေးကကျတော့ဘယ်လိုလဲဆိုတော့ဆရာကမိကုတစ်ခုကိုမေးလိုက်မှာပေါ့နော်။ဒီကျောင်းသားတဦးထံကိုဒီချေကနေပြီးတော့ဒီဘောလုံးအိတ်တောင်ဟိုအသေးအိတ်လေးကိုပစ်ပေးလိုက်မယ်။ဆိုအဲ့ဒီဘောလုံးတောင်ဟိုအသေးအိတ်လေးကိုရတဲ့သူကဒီချေမေးတဲ့ speaking question ကိုဖြေရမှာဖြစ်ပြီးတော့မှဒီဆရာစီကိုဒါမှမဟုတ်တခြားသူတယောက်စီကိုဒီဘောလုံးကိုလက်စစ်ပြန်ကမ်းနိုင်တယ်ပေါ့နော်ဆိုအဲ့လိုကမ်းခြင်းအဖြစ်တယောက်နဲ့တယောက်ကို interaction အချိတ်ဆက်လည်းမိစေပြီးတော့ဒီ question တိုင်းကိုလည်းကိုကတာဝန်အရာဖြေဆိုပေးရမှာဖြစ်တယ်ရလက်အနေနဲ့ဒီကျောင်းသားတိုင်းကဒီအလှည့်ချပါဝင်ခွင့်ရလာတဲ့အတွက်ကြောင့်မို့လို့ခြာတင်ခန်းထဲမှာဒီတက်ကြွမှုရှိလာမယ်။ကျောင်းသားတွေရဲ့ဒီအာရုံစိုက်မှုမြင့်မားလာတဲ့အတွက်ကြောင့်မို့လို့အပြန်အလှန်ဆက်သွယ်မှု interaction တွေအားကောင်းလာမှာဖြစ်တယ်ပေါ့နော်။ဒါကတော့ဒီချေတို့ခဏတုန်းကဒီ speaking activity မှာပါဝင်တဲ့ဒီ through သဘောနဲ့ဒီ talking token ဆိုတဲ့အကြောင်းလေးကိုရှင်းပြထားတဲ့ activity လေးပဲဖြစ်ပါတယ်ရှင်။